မနက်စောစောကျေးလက်ကြီးရွာလီတွေကမောင်အောင်ဟာသူ့ရဲ့ငပိတုံးပြန်လီကိုပြင်ဆင်နေတယ်။ကြီးရွာလမ်းကြောင်းအတိုင်းသူထွက်လာတယ်။တုံးပြန်လီကိုကိုင်ပြီးစွန့်စားမှုအတွက်စိတ်လှရှားနေတယ်။တောဆက်ကိုရောက်တော့သူရက်ပြီးနားထောင်လိုက်တယ်။ငှက်တန်လေးကြားရတယ်။ဟေးဒါကဘလို့ငှက်လဲအရန်လှတဲ့အဖျားရောင်ငှက်လီပါလားဒုံးပြန်ကိုတဖြည်းဖြည်းမြှောက်တင်လိုက်တယ်ပြစ်ဖို့အာယုံဆိုင်နေတယ်ဒါပေမဲ့ရုတ်တရက်ပဲသူ့စိတ်ထဲမှာတစ်ခုခုဖြစ်လာတယ်မပြစ်တော့ဘူးဆိုပြီးဆုံးဖြတ်လိုက်တယ်ဒုံးပြန်ကိုပြန်ချိတ်ပြီးငှက်လေးတချင်းဆိုတာကိုစောင့်ကြည့်တယ်တဘာဝအလားကိုခံစားနေတယ်ခယူးသင်းလေးကိုယူပြီးဖြည်းဖြည်းချင်းတီးလိုက်တယ်ငှက်လေးကလည်းနားထောင်နေတယ်လို့ပဲအံ့ဩစရာကောင်းတာကငှက်လေးကပိုနီးကက်ကစ်အရက်ကိုပြန်ဆင်းလာတယ်သူတို့အကြာအထူးဆက်တွေမှုဖြစ်နေတယ်နေဝင်ချင်းရောက်လာတယ်မောင်အောင်တောထဲကပြန်ထွက်လာတယ်စိတ်ထဲမှာငြင်းချမ်းမှုခံစားရတယ်ကြီးလက်ညနေခင်းလမ်းမှာပြန်လျှောက်လာတယ်ဒီနေ့ဟာငှက်တကောင်ကိုမဖြစ်မိချင်းကြောင့်အဓိပ္ပာယ်ရှိတဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်